မင်္ဂလာပါတတမမီတို့ရေပုံမြင်ချိန်လေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာဆရာမ6စုတတမမီတို့ကိုဖတ်ပြဖို့အတွက်ရွေးထားတဲ့စာအုပ်လေးရဲ့နာမည်ကသူတို့ကပါဒီပုံမြင်လေးကိုတော့လွိုက်ကောပုံပြောသူများအဖွဲ့ကရေးသားထားတာဖြစ်ပါတယ်ကာတွန်းတရုပ်ပေါ်ထိတ်ထားလေး That Story Project မှာထုတ်ဝေထားတဲ့စာအုပ်လေးဖြစ်ပါတယ်ရှင်ဒါဆိုရင်ပုံမြင်လေးကိုနားထောင်ကြည့်လိုက်ကြရအောင်နော်တခါကအာကာသထဲမှာမျောနေတဲ့နေမြေအစိတ်ပိုင်းကြီး၄ခုရှိတယ်တခုစီကိုပိုင်ဆိုင်ကြသူအသီးသီးရှိကြတာပေါ့ကိုမြောက်ကြီးမေယုံကိုကျွဲနဲ့ဦးကျွတ်တို့ဟာနေမြေတစ်ခုစီကိုပိုင်ဆိုင်ကြသူတွေပေါ့ဒီနေမြေတွေဟာအစာအာဟာရအရှံပဲပိုးကျွယ်သွားတဲ့နေမြေကြီးတွေပဲတရက်တော့ကိုမြောက်ကြီးကအိယာကနိုးလာတယ်သူ့နေမြေပေါ်မှာကျွဲတွေတွာလာနေကြပါလားမြောက်စိတ်ရှုပ်လာပြီဒီတော့မြောက်ကမောင်းထုတ်လိုက်တယ်ဟေးတွားကြဆန်ကျွဲလေးမောင်ကျွဲစိတ်ဆိုးသွားတယ်မြောက်တွေကြတော့သူတို့စီလာကြပြီကျွဲလေးတွေကိုမောင်းထုတ်ရလားမြောက်တွေတို့စီမလာရဘူးဟဲ့မေယုံကပြောတယ်ကိုမြောက်ကြီးကဒီလိုပဲနော်ငါတို့ယုံနေမျိုးလာရင်ကြငါတို့ကိုခွင့်မတောင်းမေယုံရေကိုမြောက်ကြီးကိုတို့စီကဘာမှမပေးတော့နဲ့ကွာမောင်ကျွဲကပြောလိုက်တယ်ဒီခါမှာဦးကျွတ်ကမြောက်ကြီးမလာပါလားကိုမေးတာပေါ့မောင်ကျွဲနဲ့မေယုံကပြန်ပြောတယ်မကောင်းတဲ့မြောက်ကိုလက်မခံဘူးသူ့ကိုခေါ်ရင်ဦးကျွတ်လည်းဒီကိုမလာတော့နဲ့ဦးကျွတ်ဟာမြောက်ကြီးကိုမခေါ်ဘူးဆုံးဖြတ်လိုက်တယ်တရက်တော့ကိုမြောက်ကြီးရောက်လာတယ်ဟေးမောင်ကျွဲငါတို့အတွက်တတိတွေပေးပါဦးကျွဲတွေကိုမောင်းထုတ်တဲ့မြောက်ကိုတတိမပေးတော့ဘူးကျွဲကပြန်ပြောလိုက်တယ်မေယုံနဲ့ဦးကျွဲတို့ကလည်းဘာစားစရာမှမပေးနိုင်ဘူးလို့ပြောလိုက်ကြတယ်မြောက်တို့နေမြေကိုမင်းတို့မလာရတော့ဘူးကိုမြောက်ကြီးကလည်းစိတ်ဆိုးပြီးပြန်ပြောလိုက်တယ်ကိုမြောက်ကြီးတို့နေမြေကရေပေါ်ပြီမဲ့အစားအစာမပေါ်ကိုမြောက်ကြီးဟာဘိုက်စာလာပြီရေပဲတောက်နေရတယ်သူအိပ်ပျော်သွားတိုင်းမပြောသေးဘူးပဲအိမ်မှတ်တယ်ဒီလိုနဲ့ကိုမြောက်ကြီးအားနေလာတယ်ကျရတော့ဦးကျွတ်ရောက်လာတယ်ကိုမြောက်ကြီးရဲ့မင်းမိတ်ဆွေတွေကိုလိုက်ကြည့်ပါဦးကျွန်တော်မှမိတ်ဆွေမရှိဘူးဘူးမှကျွန်တော်ကိုလက်မခံကြဘူးကိုမြောက်ကြီးဟာဘိုက်စာလုံးလို့တိတ်မပြောနိုင်ဘူးမောင်ကျွဲမေယုံနဲ့ဦးကျွတ်တို့လည်းအားနေနေကြပါပြီရေတွေကကိုမြောက်ကြီးတို့ပတ်ချမ်းမှာပဲရှိတာဘူးရေမရှိတော့ရေစာကြတာပေါ့မိတ်ဆွေတွေကိုမောင်းထုတ်ပြီးလို့ကိုမြောက်ကြီးကတောင်းပန်တယ်မောင်ကျွဲတို့ကလည်းကိုမြောက်ကြီးနဲ့ချစ်ချစ်ခင်ခင်နေဖို့လိုတာကိုသိသွားကြပြီနောက်ဆုံးတော့သူတို့ဟာအချင်းချင်းအစားအသောက်နဲ့ရှိတွေဝေးမျှပေးကြတယ်နောက်ဆိုသူတို့ကအရင်မဖြစ်ကြတော့ပါဘူးပေါင်းစည်းလိုက်ကြတဲ့အခါမှာသူတို့ရဲ့ကဘာဟာပြီးပြည့်စုံသွားခဲ့ပြီပုံမြင်လေးကတော့ဒီမှာပဲပြည့်စုံသွားပါပြီရှင်ပုံမြင်ထဲမှာပါတယ်မိခွန်းလေးတွေမေးကြည့်မယ်နော်မိခွန်းနံပါတ်1ကိုမြောက်ကြီးကိုဘာဖြစ်လို့တခြားနယ်မြေကသူတွေကစိတ်ဆိုးကြတာလဲမိခွန်းနံပါတ်2သူတို့ခွဲနေကြတာကောင်းလားစုပေါင်းနေကြတာကောင်းလားဘာကြောင့်လဲမိခွန်းနံပါတ်3ရန်ထက်မဖြစ်အောင်သူတို့ဘယ်လိုပြင်ဆင်သင့်လဲ
မိခွန်းနံပါတ်၄ကတော့တသားမမီတို့အိမ်မှာလှုပ်ဆောင်ရမယ်အိမ်စာလေးဖြစ်ပါတယ်ရှင်တသားမမီတို့နေခြင်းနဲ့ကဘာပုံစံလေးဆွဲပြရမှာဖြစ်ပါတယ်ကိုနေခြင်းနဲ့ကဘာလေးပုံစံကိုဆွဲပြကြပါရှင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်နောက်နေ့မှလည်းမတူတဲ့ပုံစံလေးတွေနဲ့အတူချေချောဆူပြန်လာခဲ့ပါမယ်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ်